တော်ကြီးကိုထိထားတယ်ကျွန်တော်တွေးရတော့ကျွန်တော်10လောက်ပဲကျန်တာဗျ။ဒီနေ့3ရောက်တော့ကွန်ပေါင်းနဲ့ထွက်လာမယ်နေချာကျွန်တော်စာကနေကျွန်တော် stage 7 tinky 5 key ရတာမယ်နော် NS let's go ကဲဘယ်သူ chicken ရမယ်ထင်လဲ4-3မှာတော့7-2-1တော့ပို့ပြီးတော့တာတယ်ဒါပေမဲ့7-2-1တော့တကောင်က not လို့မရဗျတကောင် not တာနဲ့ပတ်တယ်တစ်ခုလုံးရှုံးဖို့တော့မရရပါနော်အဲ့လိုနေထားရင်ဆိုတော့ not လို့တော့မရဘူးတော့ဒီပချမ်း NS ကတော့ကားတွေအကုန်လုံးရှိနေတယ်သူတို့ဒီမှာ option အများကြီးရှိတယ်ဒီကတော့ဒီရှေ့ပဲထောက်နေတဲ့တင်းနေကျွန်တော်ပြန်ပြီးတော့ကျွန်တော်အိမ်နိုင်ဖို့ပဲလုပ်ရတဲ့ဟိုးဇုံကပြောင်းသွားပြီဗျဇုံကတော့ဒီဘက်ကျွန်တော်ကြောက်တုံးလေးရတာတွေ TC ရဲ့နေရာလေးရပါဇုံကပ်ပြီးတော့ပါနေသေးတယ်ပုံမောင်တွေကနေတယ်ဖြည်းဖြည်းချင်းတော့စပြီးတော့ထွက်လာရင်လို့ပဲပြောရမယ် NS တွေကောင်းပါတယ်ဒီဘက်ကျွန်တော် YG နေနဲ့အဆင်ပြေပါနော်အတယ်လေးတစ်ချက်ပါဟလာဘလို့ထင်လဲတိုင်းတို့ဒီပွဲကဆဲနေကြပြီလားဆဲနေကြတဲ့ဘဲလေးတွေငါအကုန်မြုပ်ပြီးတိုင်းလို့ကြီးနော်မင်းတို့တွေကတိရှော့ဆဲကိုစောင့်နေကြတာလို့တကယ်ကောင်းနေအဲဟုတ်ကဲ့ကျွန်တော်ဒီဘက်ချမ်းမဆိုရင်လည်းကျွန်တော်ဘက်တရီကတော့ကျွန်တော်နည်းတော့ကျွန်တော်ကြောက်နေစာကနေကျွန်တော် state 8ပေါ့နော်4-3လေးလုပ်ပြီးပါဦးလုပ်ပြီးပါဦးဘလူး chicken စားမလဲအဲ့တလုံးကြလာပြီဒါတော့ TC ရဲ့နှိမ့်နဲ့ဒါမှမရဘူးကားနဲ့စပြီးတော့တိုးဝင်လာပြီဆိုတော့ကျွန်တော်နေရာလာယူနေပါတော့ဒီပွဲကတော့ကျွန်တော် TC ပေါ်မှာအရန်မူတည်ရပြသူလုတ်ပြီးတော့အကုန်လုံးကအကောင်းသွားတော့မှာလေလားနေဒီစာထည့်နေပြီသူရဲ့ info နဲ့ပဲတက်ပြီးထည့်တယ်အကုန်လုံးထောက်ထားပြီရပါတော့ဒီဘက်ချန်ကနေနေဒီစာပြီးဝင်လာပြီဒီနေ့ကတော့ဒါမှမရတဲ့ဟုတ်တယ်နေဒီပြန်တော့ရှောင်းလာလေးရ7-2-1အဲ့တုံးလုံးကြံနေလုံးဝမတုံးသေးဘူး7-2ပဲကြံသေးတယ်သုံးပြချက်လေးမာသွားတာဟုတ်တယ်သုံးပြချက်လေးမာသွားအဲ့နာလေးတစ်ချက်မာသွားဟုတ်တယ်တိုင်းနေတလုံးထပ်ပြီးထည့်ထားတဲ့ AC wine ဒါမှမရဘူး TC ခုံပြီးထည့်ထားတဲ့နေဒီ3လုံးထပ်ပြီးဝင်လာရင်နေကမရဘူးဗျ။ရောက်ပြီဒီတလုံးကဒါမှမရနှလုံး2ယောက်လုံးထိရပါနော်။ကဲ TC တယောက် open ပဲတော့သွားပြီ။ Okay 3 vs 3တော့သွားပြီနော်နေနဲ့ Okay 3-2ဟိုလိုတလုံးမှာကြာလာပြီနေကြီးကကိုပြန်ထုမိရဲ့ဒီနေ့က over chance နေပြီးတော့ကျွန်တော်ပြန်တော့ heal နေရဗျဆိုတော့ 3v2ဒီနေ့တလုံးပူနေတယ်ဟောင်း NS က damage ကြီးရဲ့မထိဘူးကနေက damage မထိဘူးမိုးလိုတလုံးနေ့တလုံးဒီနေ့က damage ပဲနည်းနည်းပဲရတာတော့တကောက်ပဲကြံမယ်တိုင်းတော့4-1မှာစိုးဆက်တော့ကတော့ဒဲတိုးကြီးပဲဒဲကြီးကိုတက်အိမ်လာရောင်းကြီးဒဲကြီးကိုအိုးတက်အိမ်လာရာစိုးဆက်ပါ